ည7 နာရီကားရှင်မီအောင်ကကတ္တရာလန်းအစုပ်ပြက်ပေါ်မှာကခုံနေတယ်။ပတ်ဝန်းကျင်တောအုပ်ကြီးကတိတ်ဆိတ်လုံးလို့ကားပိုင်းလိုက်တဲ့တဘောဘောကိုတော့ဟင်းထွက်နေအောင်ကြားနေရတယ်။မောင်ဒီလန်းကလူသွားလူလာပြစ်တယ်နော်။ကျမစိတ်ထဲလေးနေတယ်လို့ပဲ။မန်နွယ်ကထိုင်ကုန်ကပတ်ကိုတင်းတင်းဆွဲကန်ရင်ပြောလိုက်တယ်။ကိုတီဟာကဘေးမှန်ကိုတစ်ချက်ဝစ်ကြည့်ရင်မပူပါနဲ့ຫນွယ်ရဲ့ဖြက်လန်းကသွားမှမြို့ကိုမြင်မြင်ရောက်မှာနောက်နိုင်ဝက်ဆိုရင်လမ်းမကြီးပေါ်ရောက်ပြီနော်ကိုတီဟာစကားမဆုံးခင်မှာပဲတနက်ဖောက်တန်လို့ကျဲလောက်တဲ့အတန်ကြီးနဲ့အတူကားကတစ်ဖက်တစ်ရက်ကိုဆွဲရမ်းသွားတယ်ကြည်ရင်ကကိုတီဟာလက်ထဲမှာယုံထွက်သွားတယ်လို့ပဲကိုတီဟာဘာဖြစ်တာလဲတရားခွဲတာကြိုက်ထားຫນွယ်ကြိုက်ထားကိုတီဟာကဘရိတ်ကိုအသာနေပြီးကားကိုထိန်းလိုက်ရတယ်ကားကလမ်းမေးမြက်ခင်းဆက်နားမှာထိုးရက်သွားတယ်အင်ဂျင်တန်ငြိမ်သွားပေမဲ့သူတို့နှစ်ယောက်ရဲ့ရေခုန်တန်းကတော့တဒိမ့်ဒိမ့်နဲ့စူညံနေတော့မယ်ကိုတီဟာကားမီးကိုဖွင့်ထားပြီးတကားဖွင့်ဆင်းလိုက်တယ်နွယ်ကားထဲမှာပဲနေတကားလော့ချထားသူ့လေတန်းကပုံမှန်မဟုတ်တော့ဘူးအလိုလိုနေအာယုံခံစားမှုတွေကအနေရကိုတတိပေးနေတယ်လို့ပဲသူဓာတ်မီကိုယူပြီးကားဘိန်းတွေကိုလိုက်ကြည့်လိုက်တယ်ရှစ်ဘိန်းပုံမှန်ပဲဒါပေမဲ့အနောက်ဘိန်းဘက်ကိုရောက်တော့ကိုတီဟာမျက်လုံးပြူသွားတယ်တာယာကရိုးရိုးကွဲထွက်သွားတာမဟုတ်ဘူးတာယာသားထဲမှာစိုက်ဝင်နေတာကလက်မဝက်လောက်ရှိတဲ့တန်ချုံကြီးတစ်ခုတားမဲ့တန်ချုံတော့မဟုတ်ဘူးတတားတော့မှတန်တွေရိုက်ပြီးလမ်းမပေါ်မှာတမင်ချထားတဲ့တာယာဖောက်ထောင်ချောက်တစ်ခုမတော်တဆမှုတစ်ခုမဟုတ်တော့ဘူးဒါထောင်ချောက်ပဲကိုတီဟာခေါင်းနဲ့မိုက်ခနဲ့ဖြစ်သွားတယ်ဒီလမ်းမှာဓမြတိုက်လေးရှိရဆိုတဲ့ကြားဘူးနာဝကိုသူကြားဘူးခဲ့ပေမဲ့ဒီလိုမျိုးဖြစ်မယ်တော့မထင်ထားခဲ့ပါသူချက်ချင်းမတက်ထားရလိုက်ပြီးပတ်ဝန်းကျင်ကိုဝေးကြည့်လိုက်တယ်။တောအုပ်ထဲမှာတိတ်ဆိတ်လွန်းနေတယ်။ဒါပေမဲ့မကြလိုက်ခင်မှာပဲလူချေတန်တွေကိုသူအာယုံခံမိလိုက်တယ်။လမ်းမဲချုပ်ပုတ်တန်တွေကြားကတက်ကိုင်းချိုးတန်တနေရာတွေကမဟုတ်ဘူး။နေရာဆုံးကသူတို့ဝိုင်းခံထားလိုက်ရပြီဆိုတာကိုတီကသိလိုက်တယ်။ကိုတီကကားပေါ်အမြန်ပြေးတက်လိုက်ပြီးနွဲဖုန်းဆက်ရဲစခန်းအခုဖုန်းဆက်အခုချက်ချင်းဟမ်ဘာဖြစ်လို့လဲမမေးနဲ့ဖုန်းဆက်လို့ပြောနေရကိုတီဟာអော်လိုက်မိတယ်။သူကားကိုဆက်ပြန်နှုတ်ပြီးမောင်းပြေးဖို့ကြိုးစားတယ်။ဒါပေမဲ့နောက်ဘက်ကပိတ်နေတော့ကားကရုံမထွက်နိုင်ဘူး။မောင်ဖုန်းလိုက်မမိဘူး။ဆာဗစ်မရှိဘူး။မနှွယ်အတန်ကငိုတန်ပါနေပြီ။အဲ့ဒီအချိန်မှာပဲကား8 မီတာ 50အကွာလောက်မှာအမောင်တွေကနေမီးရောင်တစ်ခုလက်ခနဲ့ပေါ်လာတယ်။ဓာတ်မီးရောင်တစ်ခုလည်းမဟုတ်ဘူး။နှစ်ခုသုံးခုစိုက်ကယ်တန်တွေလည်းကြားလာရတယ်။သူတို့လာနေပြီ။နွယ်ကားပေါ်ဆင်းအခုဆင်းတော့ရှင်ကားပေါ်မှာနေလို့မရတော့နွယ်သူငါတို့ကိုတတ်လိမ့်မယ်လာတော့တဲ့ဝင်ပြေးကြမယ်ကိုတီဟာကမန်နွယ်လက်ကိုဆွဲပြီးကားတကားဟောက်ဖင်ကအမောင်ထဲကိုဆွဲခေါ်သွားလိုက်တယ်ကားမီကိုပိတ်လိုက်ရင်သူတို့ကိုလည်းမမြင်ရတော့မှမို့ကားမီကိုဒီတိုင်းပဲထိုးထားခဲ့လိုက်တယ်ဒါမှထိုလူတွေကားကိုအာရုံရောက်နေတော့သူတို့ထွက်ပြေးလို့ရမှာသူတို့နှစ်ယောက်လမ်းဘေး6ကဘာဆက်ကားကချုပ်ပုတ်ကြီးတွေကြားကိုဝစ်ဆဲလိုက်ကြတယ်အသက်ရှူတန်ကိုတော့တေချာမထွက်ရဘူးစက္ကန့်ပိုင်းအတွင်းမှာပဲစိုက်ကဲ3စီးကားနာကိုရောက်လာတယ်လူ9ယောက်မျက်နှာတွေကိုပဝါစီးထားကြတဲ့လက်ထဲမှာဓာတ်ရှိတွေကိုစီတဲ့ဟဲ့တောင်လေကားရမှာလူမရှိတော့ဘူးတယောက်ကအော်ပြောတယ်အတန်ကကြမ်းတမ်းပြီးအမုန်းတရားတွေပြည့်နေတယ်ဝေပြောင်းလာသူလိုက်ရှာရှာခေါင်းဆောင်မုံပေါ်တဲ့လူတယောက်ကဓာတ်ကိုဝှေ့ရန်ရင်အမိန်ပေးလိုက်တယ်သူတို့ရဲ့ဓမီရောက်နေကတော့တောအုပ်ထဲကိုထိုးခွဲရင်းနဲ့လိုက်ရှာကြတယ်မီးရောက်တဲ့တစ်ခုကကိုတီဟာတို့ပုံနေတဲ့ချုပ်ပုံသားကိုဝဲဖြတ်သွားတယ်မတ်နွယ်ကပါဇက်ကိုလဝါနဲ့အုပ်ပြီးငိုနေတယ်ကိုတီဟာကသူမရဲ့ပခုံးကိုဖတ်ထားပြီးပလုတ်နဲ့ဆူတဲ့သဘောနဲ့လက်ဟန်ပြတယ်လူဆိုးတယောက်ကသူတို့ရှိရဲ့ဘက်ကိုရှောက်လာနေတယ်ခြေတန်ကကြက်နဲ့ပုံနီးလာတယ်ကိုတီဟာဘေးနားမှာကျနေတဲ့တကန်းကြီးတစ်ခုကိုစမ်းမိလိုက်တယ်သူ့ဓာတ်ကိုလက်တက်အဖြစ်သုံးရတော့မယ်အဲ့ဒီလူကချုပ်ပုံသားကိုရောက်တော့ရက်လိုက်တယ်ဓမီကိုချုပ်မုတ်တယ်တိုးကြည့်တယ်ဒီဘက်မှာမရှိဘူးကွဟိုဘက်ရှောက်ကြည့်ရအောင်ကံကောက်ထောက်မစွာနဲ့သူ့လက်ထွက်သွားတယ်ကိုတီဟာတပြင်းချလိုက်မိတယ်ဒါပေမဲ့စိတ်ချလို့မရသေးဘူးသူတို့ကောင်မှွေနောက်နေကြပြီပစ္စည်းတွေကိုယူနေကြပြီမောင်သူတို့သွားရင်ကျမတို့ဘယ်လိုလုပ်မလဲမန်နွယ်ကတီတိုးမေးလိုက်တယ်ကိုတီဟာကတေချာစဉ်းစားပြီးဒီအတိုင်းနေမိုးလေးရင်တော့မိမှာပဲသူတို့ကားကိုစွန့်ပစ်ပြီးထွက်ပြေးလေဒီတောထဲမှာလွတ်ဖို့ကမလွယ်ဘူးတခုပဲရှိတယ်နွယ်တေချာနားထောင်တော့သူတို့ကားရဲ့ပစ္စည်းတွေကိုယူပြီးအာရုံများနေတော့မောင်ကားစီကိုပြန်သွားမယ်ဟဲ့မသွားပါနဲ့နားထောင်မောင်ကားဘက်ကိုလဲဖို့တော့အချိန်ရှိမှာမဟုတ်ဘူးလဲလို့လည်းရမှာမဟုတ်ဘူးဒါပေမဲ့ဒီအတိုင်းမောင်းပြေးလို့တော့ရနိုင်တယ်
ခွေနဲ့ပဲမောင်းပြေးမယ်ຫນွေဒီမှာပဲနေခဲ့မောင်ကားဆက်နိုးပြီးအနားကိုရောက်လာတာနဲ့ပြေးတက်ခဲ့ကြလားဒါဟာတင်မင်းနဲ့ကစားရမယ့်အစီအစဉ်ပဲကိုတီဟာကခြုံပုတ်တွေကြားထဲကနေမွေးတစ်ကောင်လိုတိုးထွက်သွားတယ်လူဆိုးတွေကကားနောက်ဖုံးကိုဖွင့်ပြီးအိတ်တွေကိုဆွဲချနေကြတယ်သူတို့ကြောပေးထားတဲ့အချိန်မှာကိုတီဟာကကားတကားနားကိုတိုးကပ်သွားတယ်တကားကဟနေတယ်သူအသက်ကိုယ်တောင်အောက်ထားပြီးကားမောင်းခုံပေါ်ကိုရှော့ကနေတက်လိုက်တယ်မန်နွယ်ကခြုံပုတ်တွေထဲကနေချောင်းကြည့်နေတယ်ကိုတီဟာကားနားကိုရောက်သွားပေမဲ့လူဆိုးတစ်ယောက်ကကားနောက်မှာကြံခဲ့တာကိုတော့ကိုတီဟာမမြင်လိုက်ဘူးဟဲ့ကောင်ဒီမှာကွာလူဆိုးကအော်လိုက်ပြီးကိုတီဟာစီကိုပြေးသွားတယ်ကျန်တဲ့သူတွေကလည်းပြန်လှည့်လာတယ်ကိုတီဟာနဲ့လူဆိုးတွေလုံးထွေးတက်ပုံနေကြတယ်တနက်တန်နှစ်ချက်စက်တိုက်ထွက်ပေါ်လာတယ်မန်နွယ်မျက်လုံးစုံမွေပြီးအော်လိုက်မိတယ်မောင်တော်လုံးတိတ်ဆိတ်သွားတယ်ပရစ်အော်တန်တွေတောင်ပျောက်သွားတယ်မန်နွယ်အသက်ရှူဖို့တောင်မေ့နေခဲ့တယ်ဘာဖြစ်သွားရလဲမောင်ဘာဖြစ်သွားပြီလဲ9မိနစ်လောက်ကြာတဲ့အထိဘာသာမှထပ်မကြရတော့ဘူးရုတ်တရက်ကားဆက်နိုးတန်ကြီးပေါ်လာတယ်ကားမီးကြီးလင်းလာတယ်မန်နွယ်အားရဝမ်းသာခေါင်းထောင်ကြည့်လိုက်တဲ့အချိန်မှာကားတစ်ခါကပွင့်သွားတယ်နွဲတက်ကိုတီဟာရဲ့အတန်ဒါပေမဲ့အတန်ကတော့နည်းနည်းပြောင်းနေတယ်မန်နွယ်ခြုံထဲကနေအပြေးပြတ်ထွက်ပြီးကားပေါ်တက်လိုက်တယ်ကားကတကားမပိတ်ရသေးခင်မှာပဲဝုန်းကနေမောင်းထွက်သွားတယ်အနောက်ကလူဆိုးတွေရဲ့အော်တန်ကကြံ့ရစ်ခဲ့တယ်ကားကလမ်းချမ်းပေါ်မှာဒုံဆိုင်မောင်းနေတယ်မန်နွယ်ကဘေးကကိုတီဟာကိုကြည့်လိုက်တဲ့ချိန်မှာကိုတီဟာကရှေ့ကိုပဲစိုက်ကြည့်နေတယ်သူ့ရဲ့မျက်နှာကလာရောင်အောက်မှာဖြူဖြော့နေတယ်။ဘာစက်ကဘာမှမပြောဘူး။မောင်ဘာဖြစ်သွားသေးလဲရင်တနက်တန်တွေကြားလိုက်ရတယ်။ကိုတီဟာကမဖြေဘူး။ကားကိုပဲတဲကြီးမဲကြီးမောင်းနေတယ်။သူ့ရဲ့လက်တွေကရွှေရရင်ကိုတူးဆုပ်ကင်ထားတဲ့မန်နွယ်တတိထားမိလိုက်တာကကိုတီဟာရဲ့အင်ဂျီရှင်မတ်မှာအမဲရောင်အရည်တွေဆူရွှဲနေရပဲ။မောင်တွေးထွက်နေရဲ့။မန်နွယ်ကကိုတီဟာရဲ့လက်မကိုလှမ်းကိုက်လိုက်တယ်။အမလေးသူမလက်ပြီးလန့်ကိုပြန်ရုပ်လိုက်မိတယ်။ကိုတီဟာရဲ့အသားတွေကရေခဲတုံးလိုအေးဆက်နေတယ်။လူအရှင်တယောက်ရဲ့အပူချိန်မျိုးမဟုတ်တော့ဘူး။မောင်ကားရပါအောင်ဆေးရုံသွားမှရမယ်။ကိုတီဟာကခေါင်းကိုဖြည်းဖြည်းချင်းလှည့်ကြည့်တယ်။သူ့ရဲ့မျက်လုံးတွေကအယောင်မရှိတော့သလိုမှေးမိန်နေတယ်။အိမ်ပြန်မယ်နွဲကိုစိတ်ချတဲ့နေရာပို့ရမယ်။သူ့ရဲ့လေတံကတိုးတိုးလေးနဲ့လှိုက်တန်ပါနေတယ်။စကလုံးတွေကိုခက်ခဲပြောနေရတယ်လို့ပဲ။ကားကအရှင်ပြပြနဲ့မောင်းနေတော့မန်နွယ်ကြောက်စိတ်တွေဝင်လာတယ်ဘေးရလူကသူ့ယောက်ျားကိုတီဟာမှဟုတ်ရဲ့လားဒါမှမဟုတ်မိနစ်20လောက်ကြာတော့အရှိမမြို့ရဲ့မီးရောင်တွေကိုမြင်လိုက်ရတယ်ရဲစခန်းတစ်ခုရဲ့ဆိုင်းဘုတ်ကိုတန်းတွေ့လိုက်ရတယ်ကားကရဲစခန်းအရှိမထိုးရက်လိုက်တယ်ကိုတီဟာကစရရင်ဘောကိုခေါင်းမုတ်ချပြီးရောက်ပြီးနွယ်ဆင်းတော့မောင်ပါလိုက်စင်းလေမောင်နားချင်နေပြီနွယ်ရင်ဆင်းလိုက်နော်မန်နွယ်ကငိုကယူကနဲ့ကားပေါ်ကဆင်းလိုက်တယ်ရဲစခန်းထဲကိုပြေးပြီးအကူအညီတောင်းတယ်ဆရာတို့ကဲပါအောင်ကျမယောက်ျားကားပေါ်မှာထိုင်ရရင်းနဲ့တာဝန်ကျရဲအုံနဲ့ရဲသားတွေပြေးထွက်လာကြတယ်မန်နွယ်ကကားရှိရာကိုလက်ညှိုးထိုးပြလိုက်တယ်ဟိုကားပေါ်မှာရဲအုပ်ကြီးကကားနားကိုရှောက်သွားတယ်ပြီးတော့ဓာတ်မီနဲ့ကားထဲကိုထိုးကြည့်တယ်ညီမကားပေါ်မှာဘယ်သူမှမရှိပါလားရှင်မန်နွယ်ပြေးသွားကြည့်တယ်ကားမောင်းသူနေရာမှာဘယ်သူမှမရှိဘူးကားတော့တန်းလန့်နဲ့ဆက်ကသိနေပြီထိုင်ကုန်မှာတော့တွေးခွက်ကြီးတစ်ခွက်ရဲကြံနေတယ်မောင်ဘယ်ရောက်သွားရလဲမောင်ရောမန်နွယ်ပတ်ဝန်းကျင်ကိုဝေးကြည့်လိုက်တယ်ဘာအရေးအယောင်မှမတွေ့ရအောင်အဲ့ဒီချိန်မှာပဲရဲစခန်းကနေဝေါ်ကီတော်ကီကအတန်တစ်ခုထွက်လာတယ်ဟယ်လိုရဲစခန်းမူကျွန်တော်တို့မိုင်းတိုင်း20နားကတပြားတိုက်ခံထားတဲ့အခင်းဖြစ်သွားတဲ့နေရာကိုရောက်ပါပြီအချင်းနေပြောဟုတ်ကဲ့ဓမြတွေကတော့ထွက်ပြေးသွားပါပြီဒါပေမဲ့ရဲသားရဲ့အတန်ကတုံလှုပ်နေတယ်။ဒါပေမဲ့လမ်းမေးချုံပုံနာမှာအမျိုးသားတစ်လောင်းတွေ့ပါတယ်။ရှင်ဘက်ကိုတနက်တန်ရနှစ်ချက်ထိမှန်ပြီးပွဲချင်းပြီးတိတ်ဆုံးနေရပါ။အလောင်းသားမှာမှတ်ပုံတွေကျန်နေခဲ့ပါတယ်။နာမည်ကဦးတီဟာတဲ့မန်နွယ်ရဲ့ကဘာကြီးဂျွန်းပြန်မောက်ခုံဖြစ်သွားတယ်။မိုက်တိုင်း20လွန်ခဲ့တဲ့နိုင်ဝက်ကသူတို့ကားပြက်ခဲ့တဲ့နေရာ။ဒါဆိုခုနကကောင်းမောင်းပြီးသူမကိုဒီနေရာထိလိုက်ပို့ပေးခဲ့ရဘာတူလဲ။မန်နွယ်ကားမောင်းနေသူနေရာကသွေးခွက်ကိုငေးကြည့်ရင်မျက်ရည်တွေစီးကျလာတယ်။သူမရဲ့နားထဲမှာလဲကိုတီဟာရဲ့နောက်ဆုံးပြောခဲ့တဲ့စကားတန်ကိုပြန်ကြားရောက်လာတယ်။မောင်နှဲ့ကိုဘယ်တော့မှပြတ်မသွားဘူးနော်။